ဈေးသွားရင်ကျမလိုပဲအသီးအနှံမဝယ်ဘဲနဲ့ပြန်လာတဲ့သူရှိလားရှင်ကျမတော့သွားတာတော့အသားငါးဝယ်ဖို့ဆိုသွားတာဒါပေမဲ့အသီးအနှံတွေ့မနေနိုင်တဲ့သူပေါ့နော်အဲ့တော့ဒီနေ့ဈေးဝင်လာလေးရက်ပြတ်ခဲ့ပါတယ်ငါပြောသီးက1500ပေးရတယ်ငရုတ်သီး6က900ပြီးရင်ချမောင်ရွက်က3စီးကို900ပေးခဲ့ရပါတယ်ရှင်ပြီးရင်တော့ကော်ပီလေးတစ်စိလေးဝယ်ခဲ့ပါသေးတယ်ကော်ပီတစ်စိက900ပေးခဲ့ရပါတယ်ပြီးရင်ငရုတ်သီးစင်းလေးက300ပို့ပေးရပါတယ်လိမ္မော်သီးကတော့တစ်လုံးကို2500နှလုံးကို4500နဲ့ထားပေးလိုက်တယ်ပေါ့နော်ပြီးရင်ကပန်းသီးလေးလည်း3လုံးဝယ်ခဲ့ပါသေးတယ်ပန်းသီးကတစ်လုံးနဲ့ဝယ်ရင်2000 3လုံးဆိုတော့9000ပေးလိုက်တယ်ပေါ့နော်3လုံးရင်9000ဆိုတာနဲ့ကျမလည်း3လုံးယူခဲ့လိုက်ပါတယ်ရှင်ကျမကလေအသီးအနှံကိုအရန်ကြိုက်တာရှင်ဒီအသားငါမစားရင်နေပါစေအသီးအနှံမစားရင်မနေနိုင်တဲ့သူပဲပေါ့နော်နောက်တစ်ခုကတော့မကြီးရွက်လေးလည်းတွေ့ကြရနဲ့ဝယ်ခဲ့ပါတယ်မကြီးရွက်ကတော့1000ပေးခဲ့ရပါတယ်နောက်တစ်ခုကတော့ပြောင်းပူးပေါ့နော်ပြောင်းပူးကိုအရင်တစ်ပတ်တည်းကဝယ်နဲ့မဝယ်ပြစ်ကပေါ့နော်အခုတစ်ခုကို900ပေးခဲ့ရပါတယ်ပြောင်းပူးကတော့နည်းနည်းဈေးကြီးရထင်တဲ့စက်သွန်ကြီးအစိတ်သား2000ပေးခဲ့ရပါတယ်နောက်တစ်ခုကတော့ငါးပေါ့နော်ငါးကတော့3000ပစွန်က9000ပြီးရင်အမဲသားက9000မို့ဝယ်ခဲ့ပါတယ်ရှင်ဒီတစ်ပတ်ဈေးကတော့ဒါပါပဲပြီးရင်ဖျားပန်းလေးလည်းဝယ်ခဲ့သေးတယ်ပေါ့နော်ကဲဒါပါပဲရှင်အားလုံးပဲဘိုင်ဘိုင်